ဝါတွင်ပြင်စမတနင်္ဂနွေနေ့ပထမကျမ်းစာကယေဇကျေလအနာဂတိကျမ်းခန်းကြီး39ခန်းငယ်12မှ14ဒုတိယကျမ်းစာကရောမဩဝါဒစာခန်းကြီး8ခန်းငယ်8မှ17နဲ့ဧဝံဂေလိကျမ်းစာကရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး17အခန်းငယ်1မှ45တို့ပဲဖြစ်ကြပါတယ် The resurrection of the body and life everlasting ကျွန်တော်တို့ယုံကြည်ခြင်းအချုပ်မှာနောက်ဆုံးအချက်ဖြစ်ပါတယ်ခန္ဓာကိုယ်ရှင်မြန်ထမြောက်ခြင်းနဲ့နောင်ဘဝအသက်ရှင်ခြင်းကိုလည်းစောင့်မျှော်လျက်နေပါသည်ဆိုတာဟာခရိယာများအားလုံးယုံကြည်ကြတယ်မျှော်လင့်စောင့်ဆိုင်နေကြတဲ့အရာဖြစ်ပါတယ်သူတို့စောင့်ဆိုင်တဲ့အရာဟာတကယ်လည်းပဲစောင့်ဆိုင်ပြောသလားယုံကြည်တဲ့အရာဟာယုံကြည်ထိုက်သလားဆိုတာဒီနေ့ကျွန်တော်တို့စဉ်းစားကြပါစို့ပြီးခဲ့တဲ့တနင်္ဂနွေနေ့တွေမှာသခင်ယေရှုဟာသူ့ကိုယ်သူအလင်းဖြစ်လောကကိုကြွလာတဲ့ပုဂ္ဂိုလ်ဖြစ်ဖော်ပြလာတယ်နောက်တစ်ပတ်မှာထပ်ပြီးတဆင့်တိုးပြီးသူဟာလူများရဲ့အားလုံးရဲ့ငတ်မွတ်မှုကိုဖြည့်သိမ့်ပေးမဲ့ပုဂ္ဂိုလ်ဖြစ်ကယ်တင်ခြင်းပေးမဲ့ပုဂ္ဂိုလ်ဖြစ်သူ့ကိုယ်သူတဆင့်ထက်ဖော်ပြလာတာတွေ့ပြီးဒီနေ့မှာတော့သူ့ကိုယ်သူရှင်မြန်ထမြောက်ခြင်းဖြစ်ပို့တိုးပြီးအဆင့်အမြင့်ဆုံးဖော်ပြလာတာကိုတွေ့ရပါတယ်ဒီအချက်ဟာကျွန်တော်တို့ Easter Pascha မှာလည်းဆက်လက်စဉ်းစားကြရမယ့်အချက်လည်းပဲဖြစ်ပါတယ်ဒါအပြင်မကသေးဘူးသူကိုယ်တိုင်ဟာကျွန်တော်တို့ကိုရှင်မြန်ထမြောက်ခြင်းအာမခံချက်ဂတိကိုပေးခဲ့ပါတယ်ကြောင့်သူ့ရဲ့ဂတိဟာသူတကယ်လည်းပဲတည်နိုင်ပါမလားဆိုတာကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာသူဟာဂတိတည်နိုင်တဲ့ပုံကိုဖြစ်ပါတယ်တကယ်ကောလှုပ်ပေးနိုင်ရလားဆိုရင်တကယ်လှုပ်ပေးနိုင်မဲ့ပုံကိုဖြစ်ပါတယ်သူဟာရှင်မြန်ထမြောက်ခြင်းရဲ့အရှင်ဖြစ်တယ်ရှင်မြန်ထမြောက်ခြင်းအရှင်ဖြစ်တယ်ဆိုတာကိုပါစကာကာလမှာတွေ့ကြုံခဲ့ရတာလည်းပဲဖြစ်ပါတယ်တယောက်မကနှစ်ယောက်မကအသိအဖွဲ့တစ်ခုမကနှစ်ခုမကပဲများစွာသောလူများအမှန်တကယ်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့ဂရိဟာတည်တယ်သူ့ရဲ့ရှင်မြန်ထမြောက်ခြင်းပေါ်မူတည်ပြီးကျွန်တော်တို့အားလုံးလည်းပဲရှင်မြန်ထမြောက်ကြမယ်ဆိုတာကိုမျှော်လင့်စောင့်စားကအသက်ရှင်နေထိုင်ကြပါတယ်ရှင်မြန်ထမြောက်ခြင်းကနောက်ဘဝမှာတည်ပြီးမှဖြစ်လာတယ်ဆိုတာထက်ယုံကြည်သူများအဖို့ယုံကြည်ခြင်းစတင်လိုက်ပြီးထေကျော်ခြင်းခံလိုက်ပြီးဘဝတည်ရလိုက်ပြီးဆိုတဲ့ကရှင်မြန်ထမြောက်ခြင်းတာသမီဘဝတည်ကိုရှောက်လန်းကြတဲ့အလင်းရဲ့တာသမီများဖြစ်လာနေကြပြီပဲဖြစ်ပါတယ်ဒီနေ့ကျမ်းစာထဲမှာကြားတဲ့မာသားဟာယုံကြည်သူများအားလုံးကိုကိုးစားပြုပါတယ်သူတတိပုဂ္ဂလပုဂ္ဂိုလ်တပါးအဖြစ်မကပဲယုံကြည်သူများအားလုံးကိုကိုးစားပြုပါတယ်သူကဒီနေ့သခင်စုကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတတ်သိခံထားတာတွေ့ရပါတယ်ကိုတော်ဒီဤလောကသို့ကြွလာတော်မူသောဖျားဤသားတော်ခရစ်တော်သခင်ဖြစ်တော်မူကြောင်းကိုကျွန်မယုံကြည်ပါသည်ဟုမာတာပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီလိုယုံကြည်ခြင်းကိုဝန်ခံထားခြင်းဟာသူ့တပါးတဲ့အတွက်သူ့တယောက်တည်းအတွက်ဝန်ခံထားခြင်းမကပဲခေတ်ဆက်ဆက်ယုံကြည်လာကြမဲ့ကျွန်တော်တို့အပါအဝင်ယုံကြည်သူအားလုံးအတွက်ကိုကြိုတင်ပြီးယုံကြည်ခြင်းကိုဝန်ခံထားခြင်းဖြစ်ပါတယ်။တာယောဟန်ဧဝံဂေလိကျမ်းခန်းကြီး1မှာတည်းကစပြီးပြောထားခဲ့တဲ့ဒီအချက်တွေကိုပြန်ပြီးကမှဖော်ပြနေခြင်းလည်းပဲဖြစ်ပါတယ်ခန်းကြီး1ခန်းငယ်9မှာလင်းတော်ဒီကဤလောကကဘာအတွင်းသို့ကြွလာတော်မူမည်ဖြစ်သည်ဆိုတာတစ်ချက်။နောက်ခန်းကြီး1ခန်းငယ်14မှာပဲနှုတ်ကပတ်တော်သည်လူစားတိပဂရိဖြစ်ကိုယူတော်မူ၍ငါတို့အလယ်တွင်စံပေနေတော်မူသည်။ဘုရားသခင်တို့အလယ်မှာရောက်ပြီးလူတွေကြားထဲကိုရောက်ပြီးရှင်သန်ခြင်းဟာရောက်လာပြီးထမြောက်ခြင်းဟာလည်းပဲရောက်လာပြီးနောက်ခန်းငယ်18မှာပြန်တွေ့တာကကျေးဇူးတော်နဲ့တမန်တရားဒီကယေရှုခရစ်တော်အားဖြင့်လာသည်ဒီပုဂ္ဂိုလ်အားဖြင့်ဒီຢာတွေအားလုံးလာပြီးဆိုတာကိုကျွန်တော်တို့မှတ်သားကြပါရစေခုနတနင်္ဂနွေနေ့တွေမှာဆက်တိုက်တဆင့်ချင်းတိုးတက်ပြီးဖော်ပြလာတာလည်းဒီချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရရှိလာမဲ့တစ်ခုချင်းစီကိုဆက်တိုက်ဖော်ပြလာခြင်းပဲဖြစ်နေပါတော့တယ်ရှင်မြန်ထမြောက်ခြင်းဟာကျွန်တော်တို့တယောက်စီလိုချင်တဲ့အရာဖြစ်ပါတယ်ထာဝရအသက်ဟာလည်းပဲကျွန်တော်တို့တယောက်စီရှာဖွေနေတဲ့အရာဖြစ်ပါတယ်ကျွန်တော်တို့စီမှာထာဝရအသက်မရှိပါဘူးကျွန်တော်တို့မှာရှိတဲ့ရှင်သန်ခြင်းဟာတခဏတာပဲဖြစ်ပါတယ်အကန့်အသတ်ရှိပါတယ်ဘယ်ရာပေါ်မှာမှဒီအသက်တာကိုရှာလို့မရဘူးကျွန်တော်တို့ကိုယ်တိုင်မှာလည်းပဲရှင်သန်ခြင်းဟာတည်ရှိမနေပါဘူးခြ
ရှင်သန်ခြင်းဟာသူစီမှာပဲရှိတယ်ရှင်မြန်ထမြောက်ခြင်းဟာသူစီမှာပဲရှိတယ်အသက်ဟာသူစီမှာပဲရှိတယ်ဒီအသက်ဟာထာဝရတည်တယ်ဒီချက်တွေကိုဒီနေ့ဆက်တိုက်ဖော်ပြလာတာကိုသခင်သူကိုယ်တိုင်ကဖော်ပြလာတာကိုစိတ်မသာကလည်းပဲထပ်ဆင်ပြီးယုံကြည်သူများရဲ့ကိုယ်စားပြန်လှန်ကယုံကြည်ခြင်းကိုဖော်ပြထားတာကိုတွေ့ရပါတယ်ပထမကျမ်းပရောဖက်ကျမ်းမှာကြားသလိုမျိုးဒုတိယကျမ်းရောမဩဝါဒစာမှာကြားသလိုမျိုးဝိညာဉ်တော်ကိုကျွန်တော်တို့အထက်ကိုထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ဟာသူ့ရဲ့အသက်တာကိုရရှိလာပါတယ်ရှင်မြန်ထမြောက်ခြင်းကိုမျှော်လင့်နိုင်တဲ့အခွင့်အလမ်းရရှိလာပါတယ်ရှင်မြန်ထမြောက်ခြင်းရဲ့အရှင်သခင်ကိုယ်တိုင်ဂရုတော်ထားခဲ့လို့ပဲဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ကတုန်တင်ထားတာခရစ်တော်ဟာကျွန်တော်တို့ကိုနောက်ဆုံးသောနေ့မှာရှင်မြန်ထမြောက်စေမယ်ဒါအပြင်မကသေးဘူးခရစ်တော်နဲ့အတူဂူတွေကလက်ရှိအချိန်မှာတည်းကသူ့နဲ့အတူနေမယ်ဆိုရင်ကျွန်တော်တို့လည်းပဲတနည်းအားဖြင့်ရှင်မြန်ထမြောက်နေပြီလို့ပြောလို့ရတဲ့အခြေအနေကိုရောက်ရှိလာမယ်လို့တုန်တင်ထားတာကိုတွေ့ရပါတယ်ဝိညာဉ်တော်ကြောင့်ကျွန်တော်တို့ခရစ်ယာန်ဘဝရဲ့အသက်တာဟာဒီလောကမှာရှိစေစဉ်ကတည်းကသခင်ခရစ်တော်ရဲ့တည်ခြင်းမှရှင်မြန်ထမြောက်ခြင်းကိုကြိုတင်မိဆန်းခွင့်ရနေပြီပဲဖြစ်ပါတယ်ဆေးကြောခြင်းမှာကိုတော်နဲ့အတူတူတကြိုခြင်းကိုခံရပြီးယုံကြည်ခြင်းအဖြစ်သူ့နဲ့အတူတူပြန်လည်ထမြောက်ခြင်းကိုရရှိပြီးဖျားသခင်ရဲ့လုပ်ငန်းတော်ပဲဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်ဖျားသခင်ရဲ့လုပ်ငန်းတော်ဆိုတာဘာလဲဆိုရင်ရှင်မြန်ထမြောက်စေခြင်းပဲဖြစ်ပါတယ်သခင်ယေရှုနဲ့အတူတူရှင်မြန်ထမြောက်ပြီးဆိုရင်ကျွန်တော်တို့ဟာဒီလောကအရာများထက်ကောင်းကင်ကအရာများကိုသာပို့ပြီးဆွဲလန်းတန်းတာကရှာဖွေနေကြမှာပဲဖြစ်ပါတယ်ကောင်းကင်ကအရာဆိုတာတခြားအရာတွေဟိုအရာဒီအရာဆိုတာထက်ခရစ်တော်ရှိနေတဲ့နေရာခမည်းတော်ရဲ့လက်ရာဘက်မှာထိုင်နေတဲ့ပုဂ္ဂိုလ်ကိုရှာနေကြမှာပဲဖြစ်ပါတော့တယ်ရှင်မြန်ထမြောက်ခြင်းနဲ့နောက်ဘဝအသက်ရှင်ခြင်းကိုလည်းစောင့်မျှော်နေပါသည်